ပေါ်တော့ကုန်ပြီ ပေါ်တက်ကုန်ကြပြီလား မင်းပြန်ပြန်မောင်ကြားချီသည်တင်သွားလို့ရသူသွားနိုင်ပြီ မင်းပြန်တယ်ဒီကုတကုချက်ရည်တွေပရိဒတ်လုပ်ငန်းများကိုအတူစူးစမ်းလုပ်ဆောင်ခဲ့တော့ရှင်ဖေမာသာရ14ရက်12လ2025နေ့ဘဝနဲ့တန်ပြန်တော်မူသွားခဲ့တို့ဖြစ်ပါ၍ရှင်ဖေမာသာရသည်ယနေ့15ရက်12လ2005မှာဆောက်၍တပည့်တော်တို့အဖွဲ့နှင့်ဘုံဝအသက်ဆိုင်တော်ပါတစ်ဖြစ်ရှင်ခေမာသာရအရှင်သွားလို့ရမြင့်မြတ်သောဘုံဗိပ္ပံတို့လွတ်လပ်စွာသွားနိုင်ဖြစ်ကြောင်းအဖွဲ့ဤကိုစားတပည့်တော်မှပြန်တန်းအပ်လူသေးလေးမြတ်စွာထုတ်ပြန်လိုက်အရှင်သွားလို့အေးချမ်းစွာသွားပါ